ကျမကငငယ်တဲ့ကစိုးသွမ်းတဲ့မိန်းကလေးတစ်ယောက်ဖြစ်ခဲ့ပါတယ်။စုံမိသားစုရဲ့တိတ်ခါကိုကာကွယ်ဖို့အတွက်အဖေကကျမကိုတောင်ပေါ်မှာတိုင်းတင်ဖို့လုပ်ခဲ့ပါတယ်။ဒါပေမဲ့တောင်ပေါ်ရောက်တော့တိုင်းမတင်ပဲတောင်ပေါ်စခန်းကိုတိမ့်ပိုက်ပြီးတပြဖို့လုပ်လိုက်ပါတယ်။ဒါပေမဲ့စီမံခန့်ခွဲမှုမကျွမ်းကျင်တာကြောင့်စခန်းကမြန်ပဲငွေပြတ်သွားခဲ့ပါတယ်။စိတ်ညစ်နေတဲ့အချိန်မှာပဲအဖေကနောက်ဆုံးမိနစ်အလုပ်တစ်ခုပေးလာခဲ့ပါတယ်။ထွက်ပြေးသွားတဲ့အမအစားနန်းတော်ထဲဝင်ပြီးရက်ဆက်တဲ့ဧကရစ်နဲ့လက်ထက်ရမှာပါအားလုံးကတော့ကျမတေးပြီးလို့ထင်ခဲ့ကြပါတယ်။ဒါပေမဲ့ကျမရဲ့မျက်လုံးတွေဝင်းလက်သွားခဲ့ပါတယ်။ရက်ဆက်တဲ့ဧကရစ်ဖြစ်နေလဲဘာဖြစ်လဲပိုက်ဆံရရင်ပြီးတာပဲဒါကိုအောင်မြင်အောင်လုပ်နိုင်ရင်ကျမရဲ့တပြတပည့်တွေအေးစေးအနာမင်္ဂလာညမှာသူကကျမရဲ့မျက်နှာဖုံးမီကိုဖယ်လိုက်တဲ့အခါကျမမော့ကြည့်ပြီးမြင့်တက်သွားခဲ့ပါတယ်။အဲ့ဒီရက်ဆက်လာပါတယ်ဆိုတဲ့ဧကရစ်ကလွန်ခဲ့တဲ့3နှစ်ကကျမတပြတိုက်ပြီးမြူဆွဲခဲ့ဘူးတဲ့ရုပ်ချောချောကောင်လေးဖြစ်နေလို့ပါ။အရှင်မင်းကြီးစားတော့ပြီးပြီလားမိဖုရားငါတို့မတိုင်ခင်ကစုံဘူးတလားစနေတာဖြစ်မှာပါ။အရှင်ကျမကသူများနဲ့ရုပ်စင်တက်လို့ပါရုပ်စင်တာဟုတ်လားငါကိုမျက်စိကန်းနေတယ်ထင်နေတာလားငါကိုလိန်ပြောတာအမုန်းဆုံးပဲဟာတွားလိုက်စမ်းကောင်းဆောင်သူကောင်းဆောင်ကိုချင်းချောက်ရဲတဲ့ပေါ်တော်သေးတာပေါ့သူတက်ရှိထင်ရှားရှိနေသေးလို့ဟစ်ထိတ်ပြောင်နောက်တစ်ခါချောင်းတိုက်တော့မယ်ဆိုရင်ကြိုတတိပေးလို့မရဘူးလားကြိုတတိပေးရင်ချောင်းတိုက်တာမဟုတ်တော့ဘူးလေခေါင်းဆောင်ဒုတိယအကိုကိုမပြစ်တင်ပါနဲ့ခေါင်းဆောင်အနေရရှိနေတော့ကသူထိတ်လန့်သွားလို့ပါစစ်ကူနေမှာဘာလို့ဒီရောက်နေတာလဲဒီခီးကအနေရများမှန်းသိလို့ခေါင်းဆောင်အတွက်စိတ်ပူလို့ပါမင်းကြီးလူအန်သူမသေးသေးဘူးကိုပူနေတုံးလေးလှုပ်လိုက်ပါကိုပူနေတုံးလေးလှုပ်ရအောင်မင်းကတရုံးခုန်နေတယ်ထင်လို့လားတတိယအကိုနင်သူ့ကိုဘာကျွေးလိုက်တာလဲစိမ့်စားငါပြီးအစိတ်မြန်ပစ္စည်းသိမ်းငါတို့ထွက်ပြေးရအောင်ငါစတာပါဒါကဒဏ်ရာတက်တာစေးပါရှင်လွန်နေနောက်ပြောင်မှုတွေမလုပ်ခင်ငါတို့ကိုကြိုတတိပေးလို့မရဘူးလားဒါဆိုရင်နောက်ပြောင်မှုမဟုတ်တော့ဘူးလေပါရမီရှင်တိုင်းမှာယူကြောင်ကြောင်တပည့်တယောက်အမြဲပါတာပဲတွေ့လားငါသိပါတယ်ငါတို့ကစားစရာတောင်ရှာစားနေရတာအစိတ်ဝယ်ဖို့ပတ်စံပဲရှိမလဲခေါင်းဆောင်ဧကရစ်မနိုးခင်ပစ္စည်းသိမ်းပြီးပြေးရအောင်ဟက်အင်းငါဒီမှာပဲနေမယ်ခေါင်းဆောင်ယူနေလားသူကရက်ဆက်တဲ့ဧကရစ်လေသူအုပ်ချုပ်တာ3နှစ်ရှိပြီမိမ3ယောက်ယူခဲ့တယ်2ယောက်ကိုတတ်ခဲ့ပြီး1ယောက်ကိုယူအောင်လုပ်ခဲ့တာခုနှစ်တင်ခေါင်းဆောင်ရဲ့လေပင်ကိုညှစ်ခဲ့တာလေဒီမှာကြံခဲ့တာကကြားတစ်တွင်းနဲ့ဝင်နေတာပဲမိဖုရားမင်းအတင်းကျပ်ခိုင်းစီခံရတာဆိုရင်ငါမင်းရဲ့တေဆုံးမှုကိုအတုဖန်တီးပြီးအဝေးကိုလွတ်ပေးနိုင်ပါတယ်လူတစ်ယောက်ကိုအပြင်ပန်းနဲ့ဆုံးဖြတ်လို့မရပါဘူးသူကအဟောက်ပဲရှိပြီးအကိုက်မရှိတာလည်းဖြစ်နိုင်တာပဲခေါင်းဆောင်သူ့ကိုချစ်မိသွားပြီလို့တော့မပြောနဲ့နော်ဘာလို့ချစ်ရမှာလဲဒါကရေးရှိယင်းနှမြုပ်နှံမှုပဲလေသူကဂျင်းအင်ပါယာရဲ့တမိုးအရှိဆုံးပိုင်ဆိုင်မှုပဲသူကချမ်းသာတဲ့အာဏာရှိတဲ့ရုပ်လည်းမစိုးဘူးဒါဆိုခေါင်းဆောင်ကသူ့ကိုတသက်တာစားပေါက်ဖြစ်ပြောင်းလဲဖို့ကြံခဲ့တာပေါ့ရေရှည်ဆိုတာဘလောက်အထိလဲတုံးပြီးရင်စွန့်ပစ်မှာလားဒီကောင်ကဘာလို့ဒီလောက်ယင်းနှနေရတာလဲနင်ကတော့လူတိုင်းကိုယင်းနှနေတာကြီးပဲမဟုတ်ဘူးငါတကယ်တိတာခေါင်းဆောင်လွန်ခဲ့တဲ့3နှစ်ကခေါင်းဆောင်တပြတိုက်ပြီးမြူဆွဲခဲ့တဲ့ကောင်လေးမဟုတ်ဘူးလားခေါင်းဆောင်ဒါတကယ်ဖြစ်ခဲ့တာလားဟေးအဲ့ဒါတော့ကငါကငယ်သေးလို့ယူမိုက်လုပ်ခဲ့တာပါသူကတာမန်ပြောပါယုံကြီးစားပါပဲဟောခုမှပဲငါသဘောပေါက်တော့တဲ့ခေါင်းဆောင်ဒါကိုယူထားပါဘာအတွက်လဲဆိုတာခေါင်းဆောင်သိပါတယ်ဒုတိယအကူတွားကြရအောင်ခေါင်းဆောင်ရဲ့ကိစ္စကိုမနှောက်ယှက်နဲ့ချစ်စရာကောင်းတဲ့ဒီမျက်နှာဒါလေးကိုကြည့်ပါဦးဘသူကများမတနာပဲနေနိုင်မှာလဲပါရက်ဆက်တဲ့ဧကရစ်လဲသူကအရင်ကငိုပဲငိုတတ်တဲ့ကောင်လေးတိုင်းပါပဲအကူမသွားပါနဲ့အကူကျွန်တော်ကိုပြစ်မသွားပါနဲ့အကူဟုတ်လားသူကလွန်ခဲ့တဲ့3နှစ်ကတေဆုံးသွားခဲ့တဲ့စုပိုင်ဧကရစ်ကိုပြောတာလားအကူပဲဖြစ်ဖြစ်ဖန်ဆင်းရှင်ပဲဖြစ်ဖြစ်ဒီညတော့ဒီယောက်ျားကိုငါပိုင်ရမယ်ကျမဆုံးချူယုံကမွေးတဲ့ကယူတော့တဲ့ကိစ္စပေါင်းများစွာကိုလုပ်ခဲ့ပူပါတယ်မိသားစုမှတ်တမ်းတွေကိုမိရှုခဲ့တဲ့ကျောင်းတော်ကိုဘုံခွဲခဲ့တဲ့ဘုံကြီးကျောင်းကိုတပြစခန့်အဖြစ်ပြောင်းလဲခဲ့ပူပါတယ်ဒါပေမဲ့မင်းညကလောက်ဘာမှမယူသွန်းခဲ့ပါဘူးဒီဓာပြဖို့မလေးကမိဖုရားဖြစ်လာခဲ့ပြီးဧကရစ်နဲ့တောင်အတူအိတ်ခဲ့ပါတယ်မင်းဘလောက်တောင်တတိရှိရတာလဲစုံမိသားစုရဲ့ဒုတိယသမီးဖြစ်ဟန်ဆောင်ထားတဲ့တပြမမင်းဘာစင်ချေပေးခြင်းလဲဟန်ဆောင်တာဟုတ်လားကျမကစုံမိသားစုရဲ့ဒုတိယသမီးအစ်စ်အမှန်ပါသူမကကျမကြီးမကောင်းလို့တောင်ပေါ်မှာတိုင်းတင်ဖို့လွတ်ခံရတာမဟုတ်ဘူးလားဟုတ်ပါတယ်ကျမကျမကြီးမကောင်းလို့တောင်ပေါ်မှာတိုင်းတင်ခဲ့တာပါကြည့်ပါဦးလေ့ကျင့်မှုတွေကြောင့်ကျမတန်မာပြီးကျမလာခဲ့တာဘာပဲဖြစ်ဖြစ်ငါမင်းကိုအပြစ်ပေးပြီးခေါင်းဖြတ်မယ်မင်းညကအရှင်မဟုတ်ခဲ့တဲ့အမူအရာပါလားပါလဲပျော်ပါပြီးသွားတော့မှနောက်ဆုတ်ချင်တာလားမင်းငါကိုစိတ်ခက်ခဲ့တာမလားကျမမခက်ခဲ့ပါဘူးလို့ကျင်ရဲပါတယ်စေးပလင်းအလုံးပိတ်ကအကောင့်တိုင်းရှိသေးတယ်ကျမမတုံးခဲ့ပါဘူးမင်းညကငိုပြီးကျမကိုဖတ်ထားခဲ့တာအရှင်ပါပဲကျမလက်ကိုဆွဲထားပြီးမသွားခိုင်းခဲ့တာလဲအရှင်ပါပဲဟင်မင်းပဲသွားမလို့လဲအငိမ့်နေစမ်းမင်းကပြန်ခုခံရဲတယ်ပေါ့တောင်ငါအမိုးပေါ်မှာညတဝက်လောက်အချိန်ကုန်ခဲ့ရတာသူဟာ snoring တန်ဟောက်တန်ကငါထက်တောင်ကျဲသေးတယ်အရှင်မင်းကြီးအရှင်မန်းတော်ရဲ့လုံခြုံရေးကတကယ်ဆိုးရွားတာပဲကျမစခန်းကနေလူအချို့ခေါ်ပေးရမလားနှစ်ဆက်ဒါမှမဟုတ်3ဆက်လောက်ပါပဲစားတောက်စရိတ်နဲ့နေစရိတ်ပေးရင်ရပြီသူတို့ကအရှင်ရာဇဝတ်အဖွဲ့ထက်အလုပ်ပိုလုပ်နိုင်ပါတယ်ရက်လိုက်ဆန်းမေတော်ကြီးကသူမကိုလွတ်လိုက်တာဘာအရှင်ရဲ့မေတော်ရင်းကအရှင်ကိုတတ်ဖို့လူနေတိုင်းလွတ်တယ်ပေါ့ဟုတ်တယ်ငါရဲ့တတိရှိမှုကိုစမ်းတတ်ဖို့တစ်နေ့တစ်ချိန်လွတ်တယ်တစ်ခါတလေနှစ်ချိန်ရုံးပိတ်ရက်တွေဆို3ချိန်လွတ်တယ်ငါကျင့်သုံးနေပါပြီအရှင်မွေးစားခံထားရတာမဟုတ်ဘူးလို့တေချာလို့လားမွေးစားခံထားရတာဖြစ်ရင်တာကောင်းမယ်ဒါဆိုရင်အကိုနဲ့ဘာလို့မရှင်နိုင်တာလဲဆိုတာအဖေရမှာပေါ့အကိုကနူးညံ့တဲ့ဂယုဏရှိတဲ့အုပ်ချုပ်သူကောင်းဖြစ်ဖို့မွေးဖွားလာခဲ့တာအရှင်လည်းအလုပ်တစ်ခုကိုကောင်းကောင်းလုပ်နိုင်ခဲ့တာပါပဲအားလုံးကအရှင်ကိုရက်ဆက်တယ်လို့ခေါ်ကြပေမဲ့အရှင်ကင်းမဲ့တဲ့လူတွေကိုဘယ်တော့မှမတတ်ခဲ့ပါဘူးအချင်းပြတ်ဝန်ထမ်းတွေကိုပဲအပြစ်ပေးခဲ့တာပါအရှင်မိဖုရားတွေအမြဲတေဆုံးတယ်လို့ပြောကြပေမဲ့အရှင်အမှန်တကယ်တော့သူတို့ကိုနန်းတော်ကထွက်သွားခွင့်ပေးပြီးလွတ်လပ်စွာနေထိုင်ခွင့်ပေးခဲ့တာမလားအဲ့ဒီအဖိုးကြီးတွေပြောတာကိုဘာလို့ဂရုစိုက်နေမှလဲကျမအတွက်တော့အရှင်ကအတော်ဆုံးဧကရစ်ပါပဲ Movie recap တွေအတွက် follow လုပ်ထားပါ